လုံးဝအသက်ပဲတဲ့ဟုတ်တယ်လုံးဝအသက်ပဲလုံးဝမရှိမဖြစ်ပဲအဲ့ဒါဘာလေးလဲဆိုရင်ပြောပြမယ်ဒီရွှေကေတာပေါင်းစီလေးသူ့ရဲ့အားသာချက်ကလက်ဖက်ညှို့တန်လန်စီနဲ့ထုတ်လုပ်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ပေါ်တင်လိုက်တာနဲ့လုံးဝစွန့်တင်းခြင်းမရှိဘူးစိတ်ကရှင်းမရှိဘူးအဲ့တခုကောင်းသေးတာကခေါင်းလျှော်ပြီးလဲသုံးပြပြီးလဲရလို့ခေါင်းမလျှော်ခင်လဲလုံးဝအားဆန္ဒအဖျားတွေကိုလိမ့်ပြီးလို့ရတယ်အဲ့ဒါကသူ့ရဲ့လုံးဝအထူးခြားဆုံးအားသာချက်အသက်ပဲနောက်တစ်ခုအားသာချက်ကဆန္ဒအသစ်ထွက်ကိုရရဆက်ဆက်ဖို့တိုးပွားစေတယ်ဒါကြောင့်သူကဆန္ဒအဖျားနဲ့ဖတ်ပြတာလည်းသိတာရောပါခြင်းနဲ့ဆန္ဒအသစ်ထွက်ကိုလည်းပုံမမြန်ဆန်ခြင်းနဲ့ဆိုလို့ရှိရင်ဒီရွှေကေတာပေါင်းစီလေးကိုမဖြစ်မနေသုံးပြီးအတွဲလိုက်ကဘလို့တွေသုံးပေးရလဲဆိုရင်သပင်းရန်ကျွတ်နေတဲ့သူတွေဥယျာဉ်အစီပြန်တက်တဲ့သူတွေသပင်းအရှင်မြန်ကျင်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုအတွဲလိုက်ကလေးသုံးတာပို့ပြီးပြောင်းမှုမြန်တယ်ဒါကြောင့်ကိုကဘာသုံးလို့သပင်းရန်ကျွတ်မတတ်တာဘူးဆိုတဲ့သူတွေဥယျာဉ်အစီပြန်တက်တဲ့သူတွေသပင်းအရှင်နှင်းနေတဲ့သူတွေဆန္ဒအဖျားနှစ်ခွာဖြစ်နေတဲ့သူတွေဆိုရင်မဖြစ်မနေဒီအတွဲလေးကိုသာသုံးပေးတယ်ဘက်ကိုနှစ်ကြိမ်ပုံမှန်သုံးတစ်လအတွင်းကိုသပင်းကျွတ်တက်တာမကဘူးကျွတ်တဲ့နေရာမှာဆန္ဒအသစ်ကလေးတွေပြန်ပေါက်စေပြီးအုံတူအချင်းမြန်စမ်းမလုံးဝအာမခံတယ်လူချင်းတဲ့သူတွေဆိုရင်လည်းတော်တော်စီမှာအသေးစိတ်ဆက်သွယ်မင်းများမိမှာယူနိုင်ပါတယ်နော်မြို့ပေါင်း300ကျော်လေအင်းအောင်ကိုရှင်နဲ့ပို့ပေးပါသေးရဲ့ရှင်ဒီရွှေကေတာလေးတွေက17လပိုင်းမှာဈေးအပြောင်းလဲရှိရဖြစ်တဲ့အတွက်ကြောင့်မို့ကိုကအခုလိုဈေးနဲ့လိုချင်တဲ့သူတွေဆိုရင်10လပိုင်းကုန်ထိပဲရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့မြန်လက်ဥပ္ပဒါယူထားလိုက်တော့နော်ဒီလိုတွဲကုန်မှာမြန်မာငွေ2300 3800ပဲရှိပါတယ်ရှင်